ကြောက်ခဲတလုံးကနေရွှေထက်တန်ဖို့ရှိတဲ့အရာတစ်ခုဖြစ်လာနိုင်မလားဒီနေ့မှာတော့တာမန်တန်ဖို့မရှိတဲ့ကြောက်တုံးတွေကိုကမ္ဘာအစစ်မြစ်နီးပညာတွေနဲ့ပေါင်းစပ်ပြီးဒေါ်လာတန်းချီတန်းနဲ့အနာဂတ်ရဲ့အစွမ်းထပ်ပစ္စည်းအဖြစ်ဘယ်လိုပြောင်းလဲလိုက်တယ်လဲဆိုတဲ့အမခန်းဇလန်းကိုတင်ဆက်ပေးသွားမှာပါဇလန်းရဲ့အစကတော့ဘေးစော့ကြောက်တို့ခေါ်တဲ့တာမန်ကြောက်တုံးလေးတွေကနေစတင်ခဲ့တာပါအရင်ကဒီကြောက်တုံးတွေဟာတတန်ကိုငွေ60ဝန်းကျင်လောက်ပဲတန်ဖိုးရှိခဲ့တာပါဒါပေမဲ့တိပံပညာရှင်တွေကဒီကြောက်တုံးတွေကိုအပူချင်းအလွန်မြင့်မားတဲ့မီးဖိုကြီးတွေထဲမှာအရေးကြိုပြီးနီးပညာအသစ်နဲ့ချီမြင်လေးတွေအထိဆွဲထုတ်လိုက်တဲ့အခါမှာတော့တကဘာလုံးတုံလုသွားရလောက်တဲ့ဘေးစော့ချီမြင်တွေထွက်ပေါ်လာပါတော့တယ်။အဲ့ဒီအချိန်ကစပြီးသူတို့ရဲ့တန်ဖိုးဟာငွေ60ကနေ3သိန်းကျော်အထိအစမတန်ခုန်တက်သွားခဲ့ပါတယ်။ဒီချီမြင်တွေရဲ့အစွမ်းကတကယ်ကိုမယူနိုင်စရာပါပဲ။သူတို့ဟာလူဆန်ပင်ထက်10စားလောင်းပုံမိုသိငယ်ပေမဲ့ကြံခိုင်မှုပိုင်းမှာတော့တန်မနီထက်10စားပုံမိုမှာကျော်ပါတယ်။ဒါတင်မကသေးပါဘူး။ဘလောက်ပြင်းထန်တဲ့မီးတောက်ထဲပဲထဲလုံးဝမီးမလောင်တဲ့အထင်အရာအလုံးကိုအေးပျော်စေနိုင်တဲ့ sulfuric acid နဲ့ထွေသွေးရင်တောင်ပျက်စီးသွားခြင်းမရှိဘဲခံနိုင်ရရှိနေတာပါ။ပိုပြီးထူးခြားတာကတော့ဒီလောက်မှကျော်တဲ့အရာဟာအထီးအသွေ့မှာတော့ပိုးသားလေးအတိုင်းနူးညံ့ချောင်းမွေနေတာပဲဖြစ်ပါတယ်။အခုဆိုရင်မူလီလို့ခေါ်တဲ့ဒေတာမှာဒီအားတင်ခွဲချီးမြင်ဒီကိုထုတ်လုပ်တဲ့အလွန်ကြီးမားတဲ့စစ်ရုံကြီးတစ်ခုစတင်လည်ပါနေပါပြီ။ဒီဒေတာကထွက်တဲ့ကြောက်တွေဟာဆီလီကွန်နဲ့အလူမီနီယမ်ဓာတ်တွဲဝါတာကြောင့်အရေးအသွေးအကောင်းဆုံးချီးမြင်ဒီကိုရရှိစေတာပါ။ဒီစစ်ရုံကနေတစ်နှစ်ကိုချီးမြင်တန်းချိန်3000ကျော်နဲ့အခြားဆက်ဆက်ဖြစ်စီတန်ပေါင်းများစွာကိုထုတ်လုပ်ပြီးကမ္ဘာဈေးကွက်ကိုထိုးဖောက်ဖို့ပြင်ဆင်နေပါတယ်။ဒါဟာတာမန်ကြောက်ခဲဒီကိုနီးပညာနဲ့အသက်သွင်းလိုက်တဲ့တကယ်ခေတ်သက်အကြီးရဲ့ပညာပါပဲအနာဂတ်မှာလက်ရှိသုံးနေတဲ့တမ်မနီတွေနဲ့ကာဗွန်ဖိုင်ဘာတွေနေရာမှာဒီဘေးစောချီမြင်တွေကအစားထိုးဝင်ရောက်လာတော့မှာဖြစ်ပြီးကျွန်တော်တို့မထင်မထားတဲ့နယ်ပယ်ပေါင်းစုံမှာဒီပစ္စည်းတွေကိုမြင်တွေ့ရတော့မှာပါဒါဟာနီးပညာကဖန်တီးလိုက်တဲ့အန်အားသိအပြောင်းလဲတစ်ခုဖြစ်သလိုအနာဂတ်ရဲ့စက်မှုတော်လှန်ရေးကိုဦးဆောင်မဲ့ဘေးစောချီမြင်တွေရဲ့အစားပဲဖြစ်ပါတော့တယ်